အားလုံးပဲမင်္ဂလာပါမြမို့ Football Highlight Channel မှာကြိုဆိုပါရခင်ဗျာ Manchester United အသင်းတွေ Wolverhampton အသင်းတို့ရဲ့မြန်မာစံတော်ချိန်2:45မှာရှင်မိုင်ကစားသွားကြမှာဖြစ်ပါတယ် Manchester United ကပထမအကြော့အလို Wolverhampton အသင်းကိုကိုပြတ်အနိုင်ရသွားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲတစ်ပွဲလေးဖြစ်ပါတယ်ပထမအကြော့မှာတော့ဖြစ် Wolverhampton အသင်းကို Manchester United မှာ4 ဂိုး 1 ဂိုးနဲ့ကိုပြတ်အနိုင်ရရှိထားခြင်းဖြစ်ပါတယ် Bruno Fernandes, Mason Mount, Mbeumo တို့ရဲ့သွင်းဂိုးတွေနဲ့ကိုပြတ်အနိုင်ရရှိထားခြင်းဖြစ်ပါတယ်ခင်ဗျာ။မိုင်ယုံအသင်းဟာ2025ကိုနိုင်ပွဲနဲ့နှုတ်ဆက်သွားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပဲခင်ဗျာ။ Newcastle နဲ့ပွဲရလို့နီးပြ၏အမိုရင်ဘလို့ကစားကွက်တွေနဲ့ပုံဖော်ပြီးကစားလာမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်သွားပါမယ်ခင်ဗျာ။ Fernandes, Mbeumo, Amad Diallo တို့မပါတဲ့ကစားကွက်ကင်းချင်းကိုနီးပြကြီးအမိုရင်ဘလို့တိဆောက်သွားမလဲဆိုတာကျွန်တော်တို့ဒီညမှာစောင့်ကြည့်ရအောင်မယ်ခင်ဗျာ။မိုင်ယူတင်းရဲ့ယခုလက်ရှိအားထားရတဲ့တိုက်စစ်အတွဲဖြစ်တဲ့မတိယကုညာနဲ့စက်ကိုတို့ဘလို့တွဲဖက်ကစားပြီးကိုပြတ်နိုင်ယူမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်သွားပါမယ်ခင်ဗျာ။